ကျွန်တော်တို့ခုရောက်ရှိနေတာကတော့မရပူရာမြို့နယ်ရွှေကျဲရဲတိုက်နယ်မှာရှိရဲစိတ်ဓာတ်ဒုက္ခအလံနိုင်ကျောင်းအတွင်းထဲမှာငရင်တန်ကျောင်းမလို့ပျက်စီးသွားတဲ့ကုလီလေးကိုမတင်ငွေလာရောက်လူဒန်းခြင်းဖြစ်ပါတယ်မတင်ငွေလူဒန်းတဲ့အလူရှင်ကတော့ကျွန်တော်တို့ရန်ကုန်မြို့နေကိုမိုးကြီးနေညီကိုများဖွဲ့ရနေပြီးတော့မတင်ငွေတသိန်းခွဲချက်ကိုလာရောက်လူဒန်းကိုစားလာရောက်လူဒန်းပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဟာဒီနေရာကုလီဟုတ်ပါကုတီပဲလေဟုတ်လားပေါ်တစ်လုံးအောက်တစ်လုံးဩနည်းနည်းတော်တော်လေးကိုနော်တုံနော်စလုပ်တဲ့နေ့ကလေးကဒီကုလီကဟုတ်ဟိုအနေခုကောင်းသေးဘယ်နှပါလောက်ရှိတော့တန်ငါရှင်ဗျာကျောင်းဟို7ပါလောက်ရှိကိုရင်းရောကိုယ်မမရအတွက်ပြီးတော့လို့အသိန်းခွဲမတ်တွေပါတယ်ဗျာကျင်းတူခိုင်းဟိုအဲ့ဒီအဲ့ဒါညနေဘာမှမလုပ်ကျွန်တော်ရကျန်လိုက်ကြွားတဲ့တော့